အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ရခိုင်မုတ်တီမုတ်ဖတ်တော်လုံနီးလေးကိုမျှဝေပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ငမြင့်ချင်းကိုပဲသုံးထားပါတယ်ခင်ဗျာငါးကိုရသမှုလေးတွေနေပြီးတော့ကျွန်တော်တို့ပြုတ်ထားပေးရမှာပဲငါးပြုတ်ရင်းနဲ့ကျွန်တော်ကတော့ဗရဲကောလေးတစ်ပါးတစ်ခါတည်းထည့်ပြုတ်ထားလိုက်ပါတယ်ကျွန်တော်တို့ငါးချက်သွားတဲ့အထိပြုတ်ပေးရပါမယ်ခင်ဗျာချက်သွားပြီဆိုလို့ရှိရင်ပကံအလွတ်လေးတွေကိုထည့်ပြီးတော့အသားလေးနှွင်ပေးရပါမယ်ဗရဲကောလေးတွေလည်းဖယ်ထားပေးရပါမယ်ခင်ဗျာမုတ်တီအေးတွေဗရဲကောနဲ့ချက်သွန်ဖြူလေးတွေကိုရောပြီးတော့ထောင်းထားပါတယ်နောက်ပြီးငပိကိုမိဖို့ပြီးတော့အရေးလေးဖြောထားပေးရပါမယ်ခင်ဗျာငပိကတော့ကျွန်တော်ကတော့မြင်ငပိကိုပဲသုံးထားပါတယ်မုတ်တီရဲ့နည်းနေတဲ့အတွက်ကြောင့်ကျွန်တော်ရေးလေးနည်းနည်းရောလိုက်ပါတယ်ဇဲကောလေးတွေထည့်မယ်ငပိလေးပါထည့်ရပါမယ်ငါးသားနှွာထားလေးထည့်မယ်ရသမှုလေးတွေလိုသလိုဆက်ပြီးတော့ထည့်ရပါမယ်အိုးလေးဆူလာတဲ့အထိတည်ထားပေးရပါမယ်ခင်ဗျာအိုးလေးဆူလာပြီဆိုလို့ရှိရင်ကျွန်တော်တို့ငရုတ်ကောင်းမှုလေးကိုခတ်လိုက်ရပါမယ်ငရုတ်ကောင်းမှုလေးခတ်ပြီးခဏလောက်တည်ထားပေးရပါမယ်ခင်ဗျာမုတ်တီတို့အတွက်ကျွန်တော်ချက်သွန်ပြူငရုတ်တီသိန်းရောပြီးတော့ထောင်းထားပါမယ်ငါးသားနှွာထားတာလေးထည့်မယ်ငပိအရေးဖြောထားတာလေးလည်းထည့်မယ်ထောင်းထားတဲ့ငရုတ်တီနှစ်လေးတွေထည့်မယ်မုတ်တီကြီးလေးတွေထည့်ပြီးကျွန်တော်တို့ခဏလောက်စူသွားတဲ့အထိတည်ပေးရပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ရဲ့ရခိုင်မုတ်တီတုပ်လေးကရရှိပါပြီလောရတာလေးကိုပြီးတော့စားလို့အရန်ကောင်းတဲ့အတွက်တကယ်ကျွန်တော်တို့လည်းလည်းစားကြည့်ကြပါအောင်ခင်ဗျာအဆုံးထိကြည့်ရှုပေးတဲ့အတွက်တကယ်ကျွန်တော်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာပျော်ရွှင်သောနှစ်သစ်လေးဖြစ်ပါစေအားလုံးပဲဘိုင်ဘိုင်